အရန်လှတဲ့စညက်လှလှလေးတွေရနေပါပြီနော်ဒီမှာဆိုရင်ကြည့်ပါဦးနီကြားစုံတွဲလို့ပဲကျမကတော့ခေါ်လိုက်တော့မယ်ဒီအပေါ်ကနီကြားလေးနဲ့တူတယ်ပေါ့နော်ဒီစမြိတ်လေးတွေကတက်ပေးထားရတယ်ဒါကကောင်းပါလေးပေါ့လေကျမဖဲပြားလေးတက်ဖို့မေ့သွားတယ်ဒီဘက်မှာဆိုကြည့်ဒီမှာလေးတွေဆိုလို့ရှိရင်ဖဲပြားလေးတက်ထားတယ်ပေါ့နော်ဒီလိုဖဲပြားလေးတစ်ခုကဒီမှာကျမပြီးရင်တက်ရပါအောင်မယ်စတော်ဘယ်ရီလည်းရတယ်စတော်ဘယ်ရီကလည်းဟိုဘက်ဒီဘက်စပင်မှာနှစ်ဖက်ခွဲပြီးတော့ကလစ်မယ်ဆိုရင်တောင်မှလုပ်လို့ရအောင်လို့ကျွန်မကလုပ်ပေးထားတာဖြစ်ပါတယ်ဒီလိုမျိုးလေးပေါ့နော်စတော်ဘယ်ရီလေးရမယ်နီကြားစုံတွဲလေးလည်းရမယ်ဒီမှာဆိုရင်ကြည့်ကောင်းမလေးမျက်နှာလေးနဲ့ရထားတဲ့ကလစ်ကလေးလေးတွေပေါ့နော်အရန်ချက်စရာကောင်းတာပဲနော်ဒါလေးတွေလည်းရပါမယ်ဒီဟာကကြတော့ထောက်ကလစ်လို့ခေါ်ပါတယ်ဒီလိုမျိုးဟိုဒီလိုပုံစံလေးနဲ့ထောက်ပြီးတော့လုပ်ရတဲ့ဟာမျိုးလေးပေါ့နော်ဒီဖဲပြားလေးတွေကကြတော့နောက်ကရိုးရိုးဘေးကလစ်လို့ခေါ်ကြတာပေါ့လေဒီစပင်မှာညှက်လိုက်ရုံလေးပဲဟိုဖိထောက်တဲ့ဟာမျိုးမပါဘူးပေါ့နော်ဒီတိုင်းလေးအသာလေးညှက်လိုက်ရုံလေးပဲအဲ့ဒါအတွက်ကဒီမှာဘိုးလှလှလေးရပါပြီဒီအဖြူလေးဆိုလို့ရှင်လေအတွဲလိုက်ကလေးဖြစ်အောင်လို့ကျမကဟိုဘက်ဒီဘက်ကိုဒါလှုပ်ပေးထားတာဖြစ်တယ်ပေါ့နော်အနီလေးကတော့ဒါစမ်းထိုးတာဆိုတဲ့အတွက်တစ်ခုပဲလှုပ်ထားလိုက်ပါတယ်လူချင်းရင်တော့ထပ်မှာလို့ရပါတယ်ရှင်ဒီမှာဆိုရင်ကြည့်ဒီစုံတွဲလေးတွေဖြစ်အောင်လှုပ်လိုက်တယ်ကလစ်ကလည်းဟိုဘက်ဒီဘက်စပင်ကိုနှစ်ဖက်ခွဲပြီးတော့လှုပ်လို့ရတယ်ပေါ့နော်ဒီမှာလေးအပြာလေးဒီမှာတော့မြင်းချီအောင်ခေါ်မှာပေါ့လေနော်အညူရင်းရင်းပေါ်မှာဒီဖေးပြလာလာလေးဒါကတော့အနီနဲ့အနက်ကလေးဒါလေးကပန်းရောင်လေးပန်းရောင်ကလာမတူတဲ့ဟာလေးပေါ့နော်ဒါကတော့ကလစ်ကလေးတွေဖြစ်ပါတယ်အဲ့ဒါလေးတွေနဲ့ပတ်သက်ပြီးတော့ရပါတယ်လိုချင်တာလဲမှားလို့ရပါတယ်နောက်တစ်ခုကကြတော့ဒီမှာဒါဆိုရင် strawberry stone ပေါ့နော်အကြီးပဲတစ်လုံးဟာနေတာမဟုတ်ပါဘူးဒီမှာလက်ပွားပေါ်မှာဆိုလက်ပွားတစ်ဝက်လောက်တောင်ရှိပါတယ်ဒါမျိုးလည်းရပါမယ်နောက်ပြီးရင်ဒီဟန်ကီလို့ခေါ်တာပေါ့နော်ဒီကျူလစ်ပန်းလေးအပြာလေးလည်းရမယ်အပြာလေးလည်းရမယ်ပြီးရင်ဒါကပုကမတ်ဒေစီလေးတွေလည်းရမယ်ဒါကလည်းလီလီပန်းလို့ခေါ်တာပဲ water of the lily ပေါ့လေနော်ဒါလေးကဖောင်းကြွတစ်မျိုးလေးနော်ဖောင်းကြွလီလီပေါ့လေနော်နောက်ဒီမှာလှုပ်စီလေးနဲ့မိုးတိမ်လေးရပါမယ်နောက်ဒီမှာကြည့်ပါလာဗန်ဒါလေးလည်းရပါမယ်ဟောနှင်းစီလေးလည်းရပါတယ်နောက်စတော်ဘယ်ရီနဲ့ဒေစီနဲ့တွဲတဲ့ဟာလေးပေါ့နော်ဒါကဒီခြီလေးတွေကအလွတ်အတိုင်းသူ့ဘာသာသူခြီလိုက်လေရတယ်ပေါ့နော်မခြီတတ်ပါဘူးဒီလိုခွင်းလေးနဲ့တက်ပေးပါဆိုလို့ရှင်လေကျမကတက်ပေးလို့ဖြစ်ပါတယ်ဒါကလည်းလီလီပန်းလေးဖြစ်ပါတယ်ခေါင်းလောင်းပန်းလေးပေါ့လေနော်ဒါကလည်းလီလီပန်းမျိုးစားပဲဖြစ်ပါတယ်ဒါလေးဆိုလည်းတောင်းတင်းလေးချစ်စရာလေးနော်ဟောဒါလေးဆိုလို့ရှိရင်နောက်ထပ်ကျူးလစ်ပန်းနုရောင်လေးပေါ့နော်ဒါကဘယ်ရီသီးလေးနော်ဒါလေးကအသေးလေးဒီအသေးလေးတွေထိုးရတာတော့နှစ်ခုဒါဆက်တော့နည်းနည်းတော့လက်ဝင်တာပေါ့နော်ဒါလေးကကျူလစ်ပန်းအကြီးကျူလစ်ပန်းအဖူအကြီးပေါ့နော်ဒါလေးကခုနပြသလိုလီလီပန်းပါပဲဒါလေးကခေါင်းလောင်းပန်းလေးပါပဲရှင်အဲ့ဒါလေးတွေလည်းရပါတယ်ဒီလိုချူကန်တချွင်နဲ့နော်လော်ဆိုဝက်ဝေရုပ်လေးလည်းရပါတယ်ရှင်ကျေးဇူးတင်ပါတယ်